ယခုမြင်တွေ့ရတာတော့အမျိုးမျိုးသောလက်ချိတ်တိုင်းသားရိုးရာဝတ်စုံများပဲဖြစ်ပါတယ်ရှင်။စိတ်တဲ့တာတုံးစိုးလက်ချိတ်မီရေအခင်းရောမြောက်ရည်ပြည့်စကီဟုတ်တဲ့ထောင်တာယုံထောင်ညမီလက်ချိတ်ပြင်းရည်တာဝေပြီးဝေမိအကြကြငွေပြတာဩလက်ချိတ်ဝေပြီးဝေမိရီဝေချီယုံစကီဂီစီမီစီတချောင်းလက်တိုက်တငိုင်းရီအခင်းရောင်တဲ့ဂေယူတီယူယုံနောင်နေတာဩဖိုးထိုင်လာတယ်ကျမတို့လက်ချိတ်ရိုးရာဝတ်စုံများကိုဝတ်စားစီရင်ခြင်းဟာလူကြီးလူငယ်ကလေးတငယ်များအားလုံးကိုအမတန်မှတင့်တယ်လှပစေပါရဲ့ရှင်ကျမတို့တိုင်းသားလူမျိုးများဤဓလေ့ရိုးရာယတနာတစ်ပါးမှာဝတ်စားစီရင်မှုပဲဖြစ်ပါရဲ့ရှင်ဤလက်ချိတ်ရိုးရာဝတ်စုံများကိုနေထူးနေမြက်အခမ်းအနားမနောပွဲတော်ရိုးရာပွဲတော်မင်္ဂလာအထိမ်းအမှတ်ရက်မြက်များတွင်လေးလေးဆဆမျက်နှိုးတံဖိုးထားကဆင်မြန်းဝတ်ဆင်လည်းရှိကြပါရဲ့ရှင်ချော်လော်ရဲ့ဂျိုယူခါငူးမှုလက်ချိမိမိတာပြထားဝေရွှေ့ညီတာကျူရီရီပေးရှောင်းအောနေရာဒေတာအတီတီ၌လက်ချိတ်ရိုးရာအမျိုးသမီးများဤနောက်မီးခေါ်ဇိုက်ကျူထောင်ကိုမှားယွင်းစွာဝတ်စားဆင်ရင်ဝတ်မားနေခြင်းကိုပြသသွားမှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့အလှပဆုံးနဲ့အဝတ်မားဆုံးဖြစ်တဲ့ကျမတို့လက်ချိတ်အမျိုးသမီးရိုးရာဝတ်စုံဝတ်စားဆင်ရင်မှုအမှန်ကိုဝတ်ဆင်ပြသသွားမှာဖြစ်ပါရဲ့ရှင်။ယုံထောင်ရမဲ့လက်ချိမိမိတာဝေပြီးဝေမိရီဝေရကာရီ长西米线瑞西为养爱，米线瑞西木的命也命了，青藤都要阿得顶样难做啊。ဆက်လက်ပြီးလှပတင်တယ်လာတော့လက်ချိတ်အမျိုးသမီးတယောက်ရဲ့ရိုးရာဝတ်စားဆင်ရင်ထုံးဖွဲ့မှုအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်။ပထမဦးဆုံးလက်ချိတ်ရိုးရာထမိန်ကိုအရင်ဝေးရပါမယ်။ထမိန်ကိုအရှိဘက်တွင်အတွန့်ခွနဲ့တွန့်တွန့်ကခါစီအတင်းနဲ့ထမိန်ကိုစီးထားရပါမယ်။ဟောက်ထောင်ရီရီချူရောကနော်ဇွန်းလန်ခကွေးရီညင်ဝုံလျှော့ညင်ဝေတာထမိန်တွင်ပါရှိသောရိုးရာအမှတ်အတားအစင်းလိုက်များကိုတငီထဲထားကတေချာစနစ်တကျညီညာပြုပြင်သိမ်းဆည်းရပါမယ်။ကျင်းစုထောင်တဲ့ပထောင်ရီလုံထောင်လက်ထောင်မော်လော်ရှိဆွေရှိအထော့တော်လော်ရှိခွေးမော်ကျင်းစုထောင်ရီလော်ကုန်းရှိကျူတော်လော်ဝေရခန္ဓာကိုယ်ဤနောက်ဘက်ချမ်းတွင်ထားရှိသည့်နောက်မီဖုံးပြထောင်နှင့်ရှေ့ဘက်ချမ်းရှိကျိုင်းကျိုထောင်ကိုထမိန်အောက်ခြေနားမှလက်သုံးလုံးကွာထားပြီးဝစ်ဆင်ရပါမည်ရှေ့ဘက်ချမ်းမှကျိုင်းကျိုထောင်ကိုဘယ်ဘက်တွင်သာထားရှိဝစ်ဆင်ရပါမည်မှတ်ချက်အနေဖြင့်ခန္ဓာကိုယ်ဤရှေ့ဘက်ချမ်းရှိကျိုင်းကျိုထောင်ကိုဘယ်ဘက်ချမ်းဘေးတွင်သာထားရှိရပါမည်ညာဘက်ချမ်းနှင့်အရှိတက်တဲ့တွင်လုံးဝထားရှိဝစ်ဆင်ခြင်းမပြုလုပ်ရပါဟုတ်လောမုံညိုဝေချိလိုင်းဖီချူရီလော်ယူချူထင်းလောင်းချူလောဘုတ်ဆူးချောင်းရီချိလိုင်းဖီချူဦးမော်ချူအားပြီးနောက်ခါးစီအပြာကိုညာဘက်ချမ်းတွင်တင်းကျပ်စွာခြိထုံးထားပြီးကြွေခပတ်အဖြူကိုခါးစီအပြာအောက်စီးထားရပါမည်လက်မြုံမြုံသားအလူပြီးမိရွှင်းရှန်ရွှင်းသားအလူငွေကနော်ဇွန်းလန်ခကွေးရီဒဝန်းတော်လောမြုံသားအလူပြီးပြင်းကြီးအကြံဒဝန်းကသားအလူငွေထမိန်အတွန့်တွန့်ရဲ့ဝတ်ဆင်ခြင်းဟာစီးလုံးညီညွတ်ခြင်းကိုဖော်ဆောင်ပါတယ်။လိုင်းစင်တွန့်ခုမိတ်အကောင့်နဲ့လိုင်းစင်ခုမိတ်များကိုတငီထဲတွန့်ခြင်းဟာလူနေမှုအဆင့်အတန်းဒန်းတူညီမျှခြင်းကိုဖော်ဆောင်ခြင်းဖြစ်ပါတယ်ရှင်။ပိုင်းလောင်တက်ပြီးပြလုံးနော်ရီဝဲပြလုံးကြီးပြချောင်းလောပူရောလောထင်းဝေမူလုံကျင်းထောက်တာဘိုင်ဘူးရောချွနိချွညုကျိုင်းလောတက်ဝေကြီးငွေ
ပြီးလင်ရိုးရာငွေမောင်းအနက်ရောင်အင်ဂျီကိုဝတ်ဆင်ရပါမည်အင်ဂျီဤလက်တထောင်ဆက်လက်ဖြားနှင့်ခါးတို့တွင်ဝါစိမ်းနီပြရောင်အစနှင့်ရွှေရောင်တက်ခွထိုးပြီးလက်ဝါးတစ်ပြားစာကတ်ထုတ်ထားပါသည်ရီဂီယညုတ်ယနိယဖြူဝရှိရောငူကြောင့်ဝေဟောက်ရီဝေချူကီမြို့နိုဝစုံဘူဝရှိမောဟုတ်တဲ့ဝေကြီးမွေရိုးရာလဲဆွဲအနီအဖြူအဝါရောင်နဲ့ငွေလဲဆွဲကိုအလှဆင်မြန်းခြင်းအနေဖြင့်မျက်နှိုးတံဖိုးထားဝတ်ဆင်ကြပါသည်ခင်ရောဇုလောဘိုင်ဘူးချင်းရောလူယုံတော့တာပြက်စီရီလောကုန်းရှိချူတော်တော်ဝင်းကျိန်ဖြစ်ရက်လုတ်ပြီးပန်းပွားများတက်ဆင်ထားသည့်ကျိန်ချင်းတောင်းငယ်ကိုဘယ်ဘက်တွင်ထား၍လွယ်ရပါမည်你看我三岁的亲戚ပြီးလင်ရိုးရာနှဆွဲကိုဆွဲရပါမည်ထောင်းထောင်းမူဝထွေရီထဲကနန်ကြီးအလန့်ရှင်တာပိုင်းတော်ရီထေဝန်းလုံတော့ထေလူငွေလိုဝဲအခီကြီးစင်းစင်းစီစီရောထေရာချောဘိုင်ဘူးအနီအညုရောရှုံယုံတော်တာကြီးရီထေတော်ပင်စီငွေဩနောက်ဆုံးတွင်ရောင်စုံပန်းပွားများဖြင့်အလှဆင်ထားသောခေါင်းပေါင်းအနှဲ့ရောင်ကိုပေါင်းရပါသည်ရှေးရခင်တွင်နလန်နီးပါးရှိသောဖြင့်ပိတ်ဆအနှဲ့ရောင်ကိုရစ်ပတ်ပြီးခေါင်းပေါင်းအဖြစ်အသုံးပြုခဲ့ကြတော့လေယခုခေတ်တွင်ပေါ့ပေါ့ပါပါဖြစ်ရန်အတွက်အသင့်ချုပ်ကပ်ပြုလုပ်အလှဆင်ထားသောခေါင်းပေါင်းကိုအသုံးပြုဆင်ရင်လာကြပါသည်ယခုမြင်တွေ့ရတာကတော့ကျမတို့လက်ချိတ်လူမျိုးများရဲ့အင်မတန်လှပပြီးချစ်စရာကောင်းလာတဲ့ဝတ်စုံများပဲဖြစ်ပါတယ်ရှင်။ကဲယခုကတော့ကျမတို့လက်ချိတ်အမျိုးသမီးတူဦးဤအင်မတန်လှပပြီးချစ်စရာကောင်းလာတဲ့ရိုးရာဝတ်စားဆင်ရင်မှုအမှန်ကိုမြင်တွေ့ရပါပြီရှင်။အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရရှင်။တန်ခိုင်းပါရဲ့ကျေးဇူးကြည်ပြော